အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့ဇူလိုင်လ23ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ပထမဆုံးတင်ပြပေးခြင်းသတင်းကမန္တလေးတိုင်းဒေသကြီးပြည်ဦးလင်မြို့ပေါ်မှာရှိတဲ့မြို့လယ်ကောင်မှာရှိတဲ့အောင်စပယ်ရွှေဆိုင်ကိုပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ကအောင်စပယ်ရွှေဆိုင်ကိုတနက်ကင်ပြီးတော့ဓမြလာတိုက်တယ်ဒီပြစ်စင်မှန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြစ်စင်မှာပါဝင်တဲ့ဓမြတိုက်တဲ့ဓမ္မပါဝင်တဲ့တယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကွင်းစားတွေလိုင်းနဲ့အမျိုးသားက4ယောက်အမျိုးသမီး1ယောက်ကိုကျွန်တော်တို့ဖမ်းဆီးနိုင်ခဲ့တယ်အဲ့တော့ဗျာကျွန်တော်လည်းပြောခဲ့ပါတယ်ဒီပြည်ုံးလင်မြို့ပေါ်ကခင်ဗျာထွက်လမ်းမရှိဘူးပြည်ုံးလင်လာရှိုးလမ်းမကြီးရှိတယ်ဒါမိန်းလမ်းမကြီးအဲ့ဒီကြားထဲမှာကျွန်တော်ပြေးလို့ရတဲ့လမ်းလေးကလမ်းသွယ်လေးတွေပဲရှိတယ်ဒီလူတွေအဲ့ချိန်တော့ပြည်ုံးလင်မြို့ပေါ်ဘလို့ယူရချက်နဲ့ဓမြလာတိုက်လေတော့ကျွန်တော်စဉ်းစားလို့မရဘူးဘာကြောင့်လဲဆိုတော့ပြည်ုံးလင်မြို့ကပြေးပေါက်ကရှိလို့မရှိတာခင်ဗျာဟိုဘက်မျိုးထွက်ဆိုလဲဗျာအဲ့မှာကျွန်တော်လုံချုံရဆိုတက်စကန်တွေရှိတယ်ကျွန်တော်တို့ဒီတက်စကန်တွေတက်ဌာနချုပ်တွေရှိတယ်တရင်တက်ဌာနချုပ်တွေရှိတယ်တစ်ဖက်မှာဆိုလဲကျွန်တော်တို့တရင်တက်ဌာနချုပ်တွေရှိတယ်ပြေးစရာနေရာကိုမရှိတာလမ်းကြိုလမ်းကြားတွေကပြေးရင်လေပြေးစရာမရှိဘူးအဲ့လိုနေရာမျိုးကိုရွေးချက်ပြီးတော့သူတို့ရွှေဆိုင်ကိုဓမြလာတိုက်ကြတယ်ဗောဗျာလာတိုက်တဲ့ခုနှစ်က2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာလာတိုက်တယ်အောင်စပယ်ရွှေဆိုင်ဆိုတာလဲပြည်ဦးလင်ကမြို့လေကောင်မှာရှိတဲ့ရွှေဆိုင်မြို့ပြည်ဦးလင်မြို့ဒေသခံတွေအားလုံးသိတယ်မြို့လေကောင်မှာရှိတဲ့ရွှေဆိုင်အဲ့ဒီရွှေဆိုင်ကိုဓမြလာတိုက်တယ်အဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့ဒီ CCTV မှတ်တမ်းတွေမှာလည်းအားလုံးတွေ့ပါလိမ့်မယ်ဒီဓမြတိုက်တွေမှာပါဝင်တဲ့တယောက်ကိုကျွန်တော်ဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာဒါကွန်းဆက်တွေလိုက်ရင်းနဲ့နောက်ဆုံးမှာအမျိုးသား4ယောက်နဲ့အမျိုးသမီး1ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဒီဖမ်းဆီးရမိတဲ့သူတွေနဲ့ပတ်သက်ပြီးတော့2026ခုနှစ်ဇူလိုင်လ12ရက်နေ့မှာထပ်ပြီးတော့သိရတာကဒီကျူးလွန်တဲ့သူတွေကိုမသိမချင်းကျိုးကွင်းစွတ်တက်စင်ရတရားရုံးကအမိန့်ချခဲ့တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးပြောချင်တာကဒီမန္တလေးမြို့ပေါ်မှာလည်းကျွန်တော်ရွှေဆိုင်တွေဓမြတိုက်တာတော်တော်လေးကြားရတယ်အဲ့တော့မန္တလေးမြို့မှာတော့ဒီလိုမျိုးကျိုးလွန်တဲ့သူကိုဒီလိုမျိုးဘလို့ရေးယူလဲတော့ဘလို့အမိန့်ချလဲတော့ကျွန်တော်မသိဘူးပြည်ဦးလင်ကတော့တော်တော်လေးကျွန်တော်တို့မာမာထန်ထန်နဲ့ကိုကြိုက်ထုတ်လိုက်တာတွေ့ရတယ်အလားတူပါပဲကျွန်တော်မန္တလေးမြို့ပေါ်မှာထပ်ဖြစ်တာကဘာလဲဆိုတော့ဒီဆိုင်ငယ်ခိုးတဲ့ကိစ္စတွေဆိုင်ငယ်ခိုးတာတွေအမြင်မကောင်းအမှကျွန်တော်တို့ခံလိုက်ရတဲ့သူတွေကလည်းသူတို့ရဲ့ဒီ CCTV file တွေ online ပေါ်တောက်လျှောက်တင်နေတာသူအခိုးခံနေရကြအောင်ခိုးတဲ့လူတွေကလည်းခိုးနေတာပဲဗျအလားတူပါပဲပြီးခဲ့ရက်ကဆိုဒီမန္တလေးမြို့ပေါ်မှာကျွန်တော်ရွှေဆိုင်ဓမြတိုက်ခံလိုက်ရတယ်အဲ့လိုဓမြမှုနဲ့ကျူးလွန်တဲ့သူတွေကိုဒီလိုမျိုးဒီမန္တလေးတိုင်းကြာကြီးပြည်ဦးလင်ခရိုင်တရားရုံးလို့ပြက်သားကင်ထုတ်လိုက်အဲ့ကောင်တွေထပ်ပေါ်လာကြအကြောင်းမရှိဘူးဘာထူးမှလည်းဗျာကျွန်တော်တို့ဘသူမှကောင်းကျိုးမပြုတဲ့ဟာကြီးနောက်တစ်ခါဒီမန္တလေးမြို့ပေါ်မှာဆိုရင်ဘာဆိုလဲဆိုတော့ဒီဆိုင်ငယ်ကိုကျွန်တော်တို့ခိုးတဲ့ကောင်လည်းဓာတ်တွေပါတယ်ဓာတ်ကိုခါကြထုတ်တော့တာဆိုင်ငယ်သမားကိုသူတို့ကဆိုင်ငယ်လိုချင်တယ်ဆိုင်ငယ်များရင်ဓာတ်နဲ့ထောက်ပြီးတော့လှုပ်ချင်တယ်လို့လှုပ်တာဒါမန္တလေးမှာမှတ်တမ်းတွေအများကြီးပဲကျွန်တော်တို့ကဒီပြည်သူတွေရဲ့အသက်ကိုရန်ရှာတာတော့ပြက်သားပြင်းထန်ကိုမန္တလေးတိုင်းပြည်ရေးဆိုတော့နှိမ်မင်းဖို့လိုတယ်လက်ရှိဒီမန္တလေးမြို့ပေါ်မှာဆိုရင်ဆိုင်ငယ်ခိုးတဲ့တခိုးတွေတကယ်ကိုကောင်းထောင်နေတာအဲ့တော့အကယ်၍ဗျာကျွန်တော်ဆိုင်ငယ်ဆိုတဲ့သဘောကဗျာဟန်ချက်ပြတ်တာနဲ့လဲတယ်အဲ့မှာကျွန်တော်တို့ចောင်းသားသူတွေပါမယ်တက္ကသိုလ်ចောင်းသားတွေပါမယ်ကလေးငယ်တွေပါမယ်ဆိုရင်ဒီကလေးငယ်တွေဘဝတွေပြီးထီကိုကျွန်တော်တို့ကစဉ်းစားရတော့မှာပြက်သားနှိမ်နေမလိုက်ဗျာဒီကောင်တွေလူပြဒီမြေကြီးပေါ်မှာရှိနေလို့ဘာမှတိုင်းမြေတွေလည်းအကျိုးမပြုဘူးရဲရွာတော့လည်းအကျိုးမပြုပြည်သူလူထုတွေလည်းအကျိုးမပြုတဲ့ကောင်လို့တောက်ပလိုက်တောက်ပြစ်မှရမှာမန္တလေးမြို့ပေါ်မှာဖြစ်တာကကျွန်တော်နံပါတ်1ချက်ကရွှေဆိုင်တွေဓမြတိုက်တယ်ကျွန်တော်မကြာခဏကြားရတယ်ရန်ကုန်မြို့မှာမကြားဘူးရန်ကုန်မြို့မှာတော်တော်လေးကိုမကြားဘူးမကွေးတိုင်းမကွေးမြို့ပေါ်မှာလည်းမကြားဘူးမုံရွာမှာလည်းမကြားဘူးအဲ့တော့ဒီကျွန်တော်တို့မြကြီးနားမှာလည်းမကြားဘူးလွိုင်းကောမှာလည်းမကြားဘူးကျွန်တော်တို့ဒီရွှေဆိုင်ဓမြတိုက်မှုတွေဘာမှကြားလဲဆိုတော့မန္တလေးမြို့ပေါ်မှာကြားရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဆိုင်ငယ်တွေလူရမှုတွေခိုးယူမှုတွေဘာမှပိုကြားတော့မန္တလေးမြို့ပေါ်မှာပိုကြားရတယ်ဗျမန္တလေးမြို့ပေါ်ပိုကြားရင်နောက်တဲ့ဒီမန္တလေးမြို့ရဲ့အခြေအနေကနောက်တဲ့ကျွန်တော်ရှေ့ကတင်ပြခဲ့သလိုပဲရွှေခိုးလာတဲ့သူကဗရင်သမားနဲ့ပေါင်းပြီးတော့ကျွန်တော်ရွှေလောဘိုးတွေရောင်းတယ်အဲ့ရွှေလောဘိုးနဲ့ရောင်းတော့ကျွန်တော်ဒီတခိုးတွေကိုကျွန်တော်ပြက်သားရှင်းဖို့လိုတယ်ဗျပြက်သားရှင်းဖို့လိုတယ်မဟုတ်ဘူးဆိုရင်ဂျိုင်အေးသူမရိုက်တယ်လို့ကျွန်တော်ဒီလိုကြီးလဲထွက်နေအဲ့တရေဖြစ်စေကျွန်တော်စပြီးတင်ပြပေးချင်ပါတယ်ပြည်ဦးလင်မြို့နယ်မှာ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ကအောင်စပယ်ရွှေဆိုင်ကိုအမျိုးသား2ယောက်ဒါဆိုင်တွင်းရရွှေတဲ့ပြည်စုတွေကိုဓမြတိုက်ပြီးယူဆောင်သွားတယ်အဲ့မှာကျွန်တော်တို့လုံခြုံရေးဝန်ထမ်းဖြစ်တဲ့ဦးစိန်ဝင်းတနက်ပြစ်ခတ်ခံခဲ့ရပါတယ်ပြီးတဲ့အတိုင်းပဲအဲ့ဒီဦးလေးတို့ကျွန်တော်တို့တည်သွားတယ်တနက်နဲ့ပြစ်ခံပြီးတည်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့2026ခုနှစ်ဇူလိုင်လ16ရက်နေ့မှာပြုံးလင်းခရိုင်တရားရုံးကတရားခံများဖြစ်ကြတဲ့
အောင်မျိုးနိုင်ခအီစီအောင်မျိုးလင်းခမျိုးကြီးခသားငယ်ပြီးရင်ကျွန်တော်တို့စိုင်းကြည်သူခဖတ်တီပြီးရင်စန္နာဦးနှစ်အောင်ကိုတက်ခကျင်ဝက်ခရာဇာသူတို့ကိုရာဇသကြီးပုံမှ396အရမသိမချင်းလေပင်ကြိုးကွင်းစွတ်တက်စီရအမိန့်ချမှတ်လိုက်ပါတယ်တဲ့အမိန့်ချမှတ်လိုက်တယ်ဟိုဒါတွေကဗျာခင်ဗျာအဲ့ဒီလိုတာတုတ်လိုက်ရင်ဘယ်ကောင်းမှမလုပ်ရဘူးမန္တလေးမျိုးပေါ်မှာရှိတဲ့မန္တလေးမျိုးပေါ်ကိုကျွန်တော်ဓမြတိုက်တဲ့ကောင်တွေလည်းဒီလိုမျိုးတာပြင်းလိုက်နောက်ထပ်မပေါ်လာတော့ဘူးတခိုးလဲသေမှကြောက်တာပဲတခိုးလဲသေမှကြောက်တော့ဘာလို့လဲဆိုတနက်လေးတွေဆောင်းရတယ်ဓာလေးတွေဆောင်းရတယ်တခိုးလဲသေမှကြောက်တယ်ဒီတခိုးတွေရှင်းလိုက်ဒီလိုခိုးရင်ငါတို့ဒီလိုခံရမှာပါလားလို့သူတို့သိသွားရင်သူတို့ဆက်မလုပ်ရတော့ဒီလိုမျိုးကျွန်တော်တို့ဒါနိုင်ငံပိုင်သတင်းစာဒီအချက်လက်ကိုကျွန်တော်ထုတ်ပြန်ပေးထားတယ်ဒီလိုမျိုးထုတ်ပြန်ခြင်းအပြင်ဒါကပြည်သူလူထုကိုကျွန်တော်တို့အသိပညာပေးရလဲရောက်တယ်ဒီမှာပြုံးတွင်းမှာဒီကိစ္စဖြစ်သွားတယ်ဒီကိစ္စဖြစ်လို့ဒီကျိုးလုံးတဲ့သူတွေကိုခရိုင်တရားရုံးကလည်းဒီလိုမျိုးအမိန့်ချလိုက်တယ်ဒါကိုကြည့်တဲ့တခိုးကလည်းခိုးမဲ့ကောင်လားငါတို့ခိုးရင်ဒီလိုမျိုးငါတို့လည်းဒီလိုမျိုးခံရမှာပါလားဆိုတာသိနိုင်မှာဖြစ်တယ်ဒါကြောင့်ဒီလိုသတင်းတွေပတ်သက်ရင်ကျွန်တော်တို့ဒါထုတ်ပြန်ပေးဖို့လိုပါတယ်နောက်ထပ်သတင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဇူလိုင်လ20ရက်နေ့က NLD ပါတီကသူတို့သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်တယ်ပေါ့ဒါကျွန်တော် NLD ပါတီရဲ့သတင်းထုတ်ပြန်ချက်ပါဒီမှာဆိုလဲသူတို့ NLD ဆိုတဲ့ကျွန်တော်တို့ရေးစာတွေပါထိုးထားပါတယ်အဲ့မှာသူတို့အချက်ကကျွန်တော်တို့9ချက်ပါပါတယ် NLD ပါတီရဲ့သတင်းထုတ်ပြန်ချက်မှာအချက်9ချက်ပါပါတယ်အချက်9ချက်မှာအချက်9ချက်ထုတ်ပြန်တယ်အဲ့ဒီအချက်9ချက်မှာကျွန်တော်တို့နံပါတ်9ရဲ့နံပါတ်9အချက်နံပါတ်9ကိုကျွန်တော်တင်ပြပေးချင်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့်သာဖြေရှင်းရမည်ကိုယုံကြည်ထားပြီးတော့တွဲဆုံညီနိုင်အဖြေရှာရုံမှုကိုအစင်မြဲကင်ဆွဲထားပါသည်တို့ဖြစ်ပါ၍ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအမျိုးသားပြန်လည်တည်မြဲရေးနဲ့ငြိမ်းချမ်းရေးအတွက်လုပ်ငန်းစဉ်များအကောင့်တွေဖော်ရတွင်ပြည်သူ့ဆန္ဒဒီမိုကရေစီအခြေခံများနဲ့ဥပဒေစိုးမိုးရေးတို့ကိုအခြေခံရမည်ကိုယုံကြည်ကြောင်းသဘောထားထုတ်ပြန်အပ်ပါသည်အောက်ကဘိုးအလုံးမှုဆောင်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဲ့တော့ဒီနေ့မှာဆိုလိုတာကဒီ NLD ပါတီအနေနဲ့နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာမယ်တွဲဆုံညီနိုင်ရေးနည်းလမ်းကိုသူတို့အဖြေရှာမယ်ပေါ့ဗျာအဲ့တော့သူတို့အနေနဲ့တွဲဆုံညီနိုင်မှုနည်းလမ်းနဲ့သူတို့အဖြေရှာခြင်းပါတယ်ဒါတော့ကျွန်တော်တို့ NLD ပါတီရဲ့သဘောထားထုတ်ပြန်ချက်2021ကာလမှသည်ယနေ့2026ခုနှစ်ဇူလိုင်လအတွင်းမှာ NLD ရဲ့ထုတ်ပြန်ချက်ထဲမှာဒီထုတ်ပြန်ချက်ကကျွန်တော်တို့ဒါသူတို့တွဲဆုံညီနိုင်ဆွေးနွေးပါမယ်ဆိုတဲ့စာကြောင်းပါလာတယ်ဒါတော့ကျွန်တော်တို့ထူးခြားတဲ့ဖြစ်စဉ်ပါအဲ့တော့ NLD ပါတီအနေနဲ့တကယ်ပဲတွဲဆုံညီနိုင်တဲ့နီလန်းကိုတကယ်ပဲရွေးချယ်ခြင်းလားဒီရက်ထုတ်ပြချက်မှာ NLD ပါတီဘယ်လောက်ယူသားသလဲနံပါတ်1 NLD ပါတီကလက်ရှိမှာကျွန်တော်တို့တရားဝင်နိုင်ငံပါတီတခုမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှတ်ပုံတင်ထားခြင်းမရှိပါဘူး။ဒါအခြေအနေတစ်ပါ။ဒုတိယအခြေအနေတစ်ကတကယ်ပဲ NLD ကအတိုင်းပြည်ရဲ့ကျွန်တော်ငြိမ်းချမ်းမှုကိုလိုလားတယ်အမျိုးသားပြန်လည်သိမြတ်ရေးအမျိုးသားပြန်လည်ရင်ကြားစီရေးကိုသူတို့လိုလားတယ်ဆိုရင် NLD ပါတီအနေနဲ့လုံးဆောင်မှာ2ချက်ရှိပါတယ် NLD ပါတီ CEC ပါကျွန်တော်ဒီနေရာမှာ CEC လို့ပဲသုံးကြပါတယ်နိုင်ငံရေးပါတီတစ်ခုရဲ့မူဝါဒတွေသူတို့ရှေ့လုပ်ငန်းစဉ်တွေကိုဆုံးဖြတ်ချက်ချတာကဒီပါတီတစ်ခုရဲ့ CEC အဖွဲ့ဝင်တွေကပဲဆုံးဖြတ်ချက်ချတာပါဒါပါတီတစ်ခုပေါ့ဗျာနိုင်ငံရေးပါတီတစ်ခုရဲ့အမြင့်ဆုံးအာဏာပိုင်က CEC ပါ CEC ကအမြင့်ဆုံးအာဏာပိုင်ဖြစ်ပါတယ်ဒီပါတီရဲ့ကျွန်တော်တပ်ဦးဆံပိုင်းပေါ့ဗျာပါတီတစ်ခုလုံးရဲ့ကျွန်တော်တို့အချုပ်ပေါ့ဗျာအချုပ်ကကျွန်တော်တို့ CEC ပါလက်ရှိဒီ NLD ပါတီရဲ့အခြေအနေမှာဆိုရင် NLD ပါတီရဲ့ဒီအောင်ကြည်ညွတ်ကတော့အောင်ကြည်ညွတ်နဲ့မေဝင်းမြင့်အပါဝင်အချို့ကလက်ရှိပြည်ပမှာသူတို့ရှိနေကြတယ်ပြည်ပမှာရှိပြီးတော့အချို့ကတော့ကျွန်တော်တို့ပြည်တွင်းမှာရှိပါတယ်ပြည်တွင်းမှာရှိကြပါတယ် NLD ပါတီရဲ့ကျွန်တော်တို့အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ NLD ပါတီရဲ့အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ CEC အဖွဲ့ဝင်အချို့ကပြည်ပမှာရှိတယ်အချို့ကပြည်တွင်းမှာရှိတယ်ပြည်ပမှာရောက်နေတဲ့ NLD ပါတီရဲ့ CEC အဖွဲ့ဝင်တွေကလက်ရှိမှာကျွန်တော်တို့ CRPA ဥက္ကဋ္ဌဆိုအောင်ကြည်ညွတ်CRPA ပြီးရင်ကျွန်တော်တို့ NUG ဆိုလဲဒီရဲ့ကျွန်တော်တို့အပေါ်ဆုံးအလွှာကို NLD ပါတီရဲ့ CEC တွေကချုပ်ကင်ပါတယ်လက်ရှိကျွန်တော်တို့ NLD ပါတီပေါ့ဗျာလက်ရှိဒီ NLD ပါတီအနေနဲ့တကယ်ပဲငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးနည်းလမ်းနဲ့သူတို့ဖြည့်ရှင်းခြင်းနဲ့တွဲဆုံခြင်းနဲ့ဆိုရင်တော့ NLD ပါတီအနေနဲ့လုံဆောင်မှာ2ချက်ရှိတယ် NLD ပါတီဆိုတဲ့နေရာမှာပြည်တွင်းမှာရှိတဲ့ NLD ပါတီအနေနဲ့လုံဆောင်မှာ2ချက်ရှိပါတယ်ကျွန်တော်ပြည်ပအုပ်စုတက္ကနာထားပါပြည်တွင်းမှာရှိတဲ့ NLD ပါတီ CEC နဲ့လုံဆောင်မှာ2ခုရှိပါတယ် NLD ပါတီရဲ့ဥက္ကဋ္ဌတာဝန်ကိုဒေါ်အောင်ဆန်းစုကြည်ကတာဝန်ယူပြီးတော့ကျွန်တော်တို့ဥက္ကဋ္ဌဒ
ဒုက္ခရတောင်းကိုတော့ကျွန်တော်လက်ရှိဥဝင်းမြင့်တောင်းယူပါတယ်ပြီးတော့ကျွန်တော်တို့ဒီမန်လေးတိုင်းဝင်ကြီးချုပ်ဟောင်းတောင်းယူပါတယ်သူကတော့မရှိတော့ဘူးပေါ့ဗျာသူကတော့မရှိတော့လက်ရှိမှာကျွန်တော်တို့ဥဝင်းမြင့်တက်ရှိထင်ရှားရှိပါသေးတယ်ပြီးလည်းပဲကျွန်တော်ပြည်တွင်းမှာ NLD ပါတီရဲ့ CEC အဖွဲ့ဝင်ချို့ရှိနေပါသေးတယ်ဒါဆိုရင်သူတို့လောက်ရမှာကကျွန်တော်တို့နှစ်ချက်ရှိပါတယ်နံပါတ်1ချက်ကဥဝင်းမြင့်ကိုယ်တိုင်သို့မဟုတ်ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်သို့မဟုတ်လက်ရှိဒီပြည်တွင်းမှာရှိနေတဲ့ NLD ပါတီရဲ့ CEC အဖွဲ့ဝင်တွေကကျမတို့ပါတီအနေနဲ့ကျမတို့ပါတီကလက်နက်ကင်လမ်းစဉ်ကိုကျမတို့ပါတီအနေနဲ့မလိုလားပါဘူးကျမတို့မလိုလားပါဘူးလက်ရှိလက်နက်ကင်နေတဲ့အဖွဲ့တွေ NLD ပါတီမဟုတ်ဘဲနဲ့ NLD ပါတီကနေတီးခြားထွက်ပေါ်လာတော့ NUG တို့ CRPH တို့ဒီကျမတို့ပါတီနဲ့လုံးမဆိုင်ကြောင်းသူတို့ထွက်ပြောရေးဖို့လိုပါတယ်သူတို့ဒါထွက်ပြောရေးဖို့လိုပါတယ်တကယ်ပဲ NLD ရဲ့မူဝါဒနဲ့ဆန့်ကျင်နေဆိုရင် NLD ပါတီကနေပေါက်ဖွာလာတဲ့ရှိနေတဲ့ကျွန်တော်တို့လက်ရှိ CRPH တို့ NUG တို့အခြားသောပြည်ပအဖွဲ့အစည်းတွေပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေအားလုံးကကျမတို့အမျိုးသားဒီမိုကရေစီပါတီနဲ့ကျွန်တော်တို့ NLD ပါတီနဲ့ပေါ့ဗျာအားလုံးတို့ပြောမှာဆို NLD ပါတီနဲ့လုံးဝတတ်ဆိုင်ခြင်းမရှိပါအောင်ဆိုတော့ထွက်ပြောရဖို့လိုတယ်လက်ရှိဒီမြေပြင်မှာရှိနေတဲ့မြေပြင်မှာကျွန်တော်တို့အကြမ်းဖက်မှုကိုကျူးလွန်နေတာကလှုပ်ဆောင်နေတာက NLD ပါတီပါ NLD ပါတီကကျွန်တော်တို့ရီမွန်ပြီးကျွန်တော်တို့ဒေတာသီးသီးမှာ NLD ပါတီရဲ့ရခိုင်ကကျွန်တော်လွတ်တော်ကိုယ်ဖြစ်ခဲ့တဲ့သူတွေကလက်နက်ကင်လမ်းစဉ်ကိုတွားနေပါတယ်အဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့လက်ရှိဒီမြေပြင်မှာလက်နက်ကင်နေတဲ့အတိုင်းမျိုးကိုအကြမ်းဖက်နေတဲ့ NLD ပါတီရဲ့ကိုယ်စားလှယ်တွေပြီးကျွန်တော်ဥဆောင်နေတဲ့သူတွေကကျမတို့ပါတီဝင်ဖြစ်မှာထုတ်ပယ်ပါကြောင်းအလားတူပါပဲကျွန်တော်ပြည်ပမှာရှိနေတဲ့အောင်ကြည်ညွန့်မေဝင်းမြင့်ဒီလူတွေကအကြမ်းဖက်လမ်းစဉ်ကိုတွားနေတဲ့အတွက်ကျမတို့ပါတီရဲ့ CEC အဖွဲ့မှထုတ်ပယ်ပါကြောင်းဆိုတာကိုဥဝင်းမြင့်သို့မဟုတ် NLD ပါတီရဲ့ CEC တွေကကျွန်တော်တို့ထုတ်ပြောဖို့လိုတယ်ဗျထုတ်ပြောမှသာလျှင်ကျွန်တော်တို့တွေးဆုံခုနကပြောဇဝိုင်းဆွေးနွေးပွဲဆိုတာဖြစ်နိုင်ပါဖြစ်လာနိုင်တယ်အဲ့လိုမှမဟုတ်တော့ဘလို့ဖြစ်နိုင်မလဲဗျာဘလို့ဖြစ်နိုင်ပါလဲအဲ့ဒီလိုပြောဖို့အတွက်ကောလက်ရှိဥမြင့်ကရောစိတ်ဆန္ဒရှိရလားပြီးရင်ကျွန်တော်ပြည်တော်မှာရှိနေတဲ့အဖွဲ့တွေပေါ့စီးစီအဖွဲ့တွေအဖွဲ့ဝင်တွေကထွက်ပြောရလားထွက်ပြောဖို့လိုတယ်ဗျတကယ်ပဲသူတို့ငញ្ញမ်းရေးကိုရှေ့ရှုတယ်အမျိုးသားရင်ကြားကြီးကိုရှေ့ရှုတယ်ဆိုရင်ကျွန်တော်တို့အချက်2ချက်ပဲလုပ်ရမှာနံပါတ်1 NLD ပါတီကနေပြီးတော့ကျွန်တော်တို့ NLD ပါတီရဲ့ CEC ရဲ့သဘောထားမပါဘဲနဲ့ဖွဲ့စည်းထားကြတော့ CRPH NUG ဒီကျမတို့ပါတီနဲ့လုံးဝမသက်ဆိုင်ပါသက်ဆိုင်မှုမရှိပါနံပါတ်2လက်ရှိတရားဝင်ဖွဲ့စည်းများတည်ထောင်ကြတဲ့ NLD ပါတီရဲ့ပြည်ပြည့် CEC အဖွဲ့ဝင်တွေကအဖွဲ့ဝင်တွေနဲ့ပြီးရင်ကျွန်တော်တို့ဒီပြည်တွင်းမှာရှိနေတဲ့လက်နက်ကင်လှုပ်ရှားမှုတွေမှာပါဝင်တဲ့တိုင်းပြည်ကိုအကြမ်းဖက်ဖျက်ဆီးနေကြတော့လွတ်တော်ကိုယ်စားလှယ်များနဲ့လက်နက်ကန်နေကြတော့ NLD ပါတီဝင်များအားလုံးကိုကျွန်တော်တို့ပါတီမှာထုတ်ပယ်လိုက်ကြောင်းဆိုရင်ရပြီအဲ့ဒါဆိုရင်ခင်ဗျာတွေးဆုံဆွေးနွေးရဖြစ်သွားပြီလက်ရှိမြေပြင်မှာကဘာလုပ်လဲဆိုတော့ဒီဒါက NLD ရဲ့မူဝါဒအရကျွန်တော်တို့လက်နက်ကန်နေရတာဆိုတဲ့ဟာနဲ့ပြည်သူတို့လိန်နေတာတပုံကြီးလိန်နေတာကိုလက်ရှိဒီပြည်တွင်းမှာရှိနေတဲ့ NLD ရဲ့ CEC ဖွဲ့ဝင်တွေသိတယ်သိပေမဲ့သူတို့ကလည်းထွက်မပြောဘူးဗျအဲ့ထွက်မပြောဘူးအဲ့တော့ဒီ NLD ရဲ့ကျွန်တော်တို့ NLD ရဲ့ဒီထုတ်ပြန်ချက်ပေါ့ဗျာတရင်ထုတ်ပြန်ချက်ကသူတို့တကယ်ပဲယူသားသလားသူတို့တကယ်ပဲတိုင်းပြည်ရဲ့အကျိုးကိုမျှော်ကိုးတယ်ဆိုရင်တော့ခုနကအချက်2ချက်လုပ်ရဲဖို့လိုတယ်အဲ့လိုမှမလုပ်ရင်တော့သူတို့ရိုးသားမှုမရှိတဲ့ထုတ်ပြန်ချက်လို့ပဲကျွန်တော်တို့ပြောမှာဖြစ်ပါတယ်လက်ရှိဒီပြည်တွင်းမှာတက်ရှိထင်ရှားရှိနေတော့ကျွန်တော်တို့ဦးမြင့်ရှိတယ်ပြီးရင်အခြားသောကျွန်တော်တို့တက်ရှိထင်ရှားရှိနေတဲ့ CEC အဖွဲ့ဝင်တွေရှိပါတယ်ဒေါက်တာမျိုးညွန့်လည်းမသိသေးပါဘူးရှိပါသေးတယ်ပြောလို့ရပါတယ်ဒါပေမဲ့သူတို့ရေငုံနှုတ်ပိတ်နေကြပါတယ်သူတို့တကယ်ယူသားကြသလားဒီထုတ်ပြန်ချက်ကတကယ်ပဲယူသားကြသလားယူသားမယူသားဆိုတာကကျွန်တော်ဆက်ကြည့်ရမှာပါတကယ်ပဲသူတို့ယူသားတယ်တိုင်းပြည်ရဲ့ရှေးကိုကျွန်တော်တို့တိုင်းပြည်ရဲ့ကောင်းကျိုးကိုမျှော်ကိုးတယ်ဆိုရင်တော့ကျွန်တော်တို့ခုနကဒီဘာမှရှိနေတဲ့ CEC အဖွဲ့ဝင်တွေကို NLD ပါတီရဲ့ CEC အဖွဲ့ဝင်အဖြစ်ထုတ်ပယ်ကြောင်းဒုတိယချက်ကဒီလက်နက်ကင်နေကြတဲ့ကျွန်တော်တို့ NUG ကကျမတို့ပါတီနဲ့သက်ဆိုင်မှုမရှိဘူးကျွန်တော်တို့ပါတီရဲ့မူဝါဒထဲမှာမပါဘူးလို့ထွက်ပြောရဲရင်တော့တိုင်းပြည်အခြေအနေကတော်တော်လေးငြိမ်သွားပြီလက်ရှိကသူတို့ကဒီအချက်ကိုသူတို့ထဲမှာကျွန်တော်ရေးသားထားခြင်းလုံးဝမရှိပါသူတို့လည်းသိနေတာပဲဗျာလက်ရှိကများဒေါက်တာမျိုးမျိုးမသိသေးဘူးလေဗျာရှိသေးတယ်ဗျာအဲ့မှာကျွန်တော်တို့ NLD ပါတီရဲ့ CEC ဖွဲ့ဝင်တွေရှိတယ်ရန်ကုန်မှာရှိကြတယ်နေကြတယ်သူတို့တလုံးတစ်ပါးသားမှထွက်မပြောဘူးအဲ့တော့
ကိုရီးယားအသက်တွေလည်းဗျာအသက်လဲကျွန်တော်80တန်း80တန်းရောက်နေပြီဘဝတစ်လျှောက်လုံးမှာတော့တိုင်းပြည်ကောင်းရေးအတွက်ကတော့ထွက်ပြောဖို့လိုတယ်ဗျာထွက်ပြောရေးဖို့လိုတယ်တိုင်းပြည်အတွက်ကိုရှေ့ရှုတယ်ဆိုထွက်ပြောရေးဖို့လိုတယ်ကိုယ့်ရဲ့အသက်ကဘယ်လောက်မှမကြံတော့ဘူးဗျာဘယ်လောက်မှမကြံတော့တဲ့အချိန်မှာတိုင်းပြည်အတွက်ကောင်းမွေလေးတွေခြံထားစေခြင်းတယ်ခြံထားစေခြင်းတယ်အဲ့တော့ဒီလူတွေထွက်ပြောရဲမလားထွက်ပြောမလားထွက်မပြောထွက်ပြောမလားဒီလိုပဲရင်ကုန်နှုတ်ပိတ်နေမလားဆိုတာကျွန်တော်ဆက်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့လက်ရှိ DM ရထားတွေအဲ့တော့ DM ရထားနဲ့ပတ်သက်ရင်ကျွန်တော်တို့ကိုယ်တိုင်လည်းစီးတယ်သဘောကျတယ်နှိမ့်ချိုက်တယ်သဘောကျတယ်နှိမ့်ချိုက်တယ်အဲ့မှာဘာတွေဆက်ဖြစ်လာလဲဆိုတော့ကျွန်တော်တို့တစ်ခေါက်ကျွန်တော်တို့ဒီရန်ကုန်ကနေပြီးတော့ပြန်လာတော့အဲ့ရထားပေါ်မှာကျွန်တော်ခွေးတွေခေါ်လာတယ်ခွေးခေါ်လာတာကိုလည်းဘူတာမှာရှိတဲ့တာဝန်ရှိတဲ့သူတွေကဒါအောင်မတားဆီးနိုင်ဘူးဒါအောင်မတားဆီးနိုင်ဘူးနောက်တစ်ခါဘာတွေထပ်ပြလဲဆိုတော့ကျွန်တော်တို့ဒီအိမ်နာကွက်ထဲမှာအမျိုးသမီးတက်တယ်ပဲပြောမှာဗျာအမျိုးသမီးလားစင်သုံးပစ္စည်းတွေအဲ့ထဲမှာခွာပြီးအဲ့ထဲမှာထည့်တယ်ပြီးရင်ကျွန်တော်တို့အပေါ်သွားပြီးလို့ဗျာဖင်သုံးတဲ့ဟာတွေနော်အဲ့ဒီ tissue တွေဆိုလဲအဲ့ဒီအိမ်နာခွာတဲ့ကိုထည့်တယ်ဟိုမှာမြန်မာလူရေးထားပြီးသားဒီမှာအိမ်နာခွာတဲ့မှာအမိုက်ပုံဒီအမိုက်ပုံတွေကိုထည့်ပါလက်ဆေးတဲ့ဘေးစင်ဒီမှာဘဏ္ဍချက်နှိပ်ပါအိမ်နာခွာတဲ့အမိုက်မပြည့်ရကွန်တိုရီမတွေစားတဲ့အချက်လက်တွေရေးထားပြီးသားအဲ့ဒါဟိုဗျာကျွန်တော်တို့နိုင်ငံသားအချို့ကဘာလုပ်လဲဆိုတော့အမျိုးသမီးအချို့ဆိုရင်အမျိုးသမီးရဲ့လားစင်သုံးပစ္စည်းကိုအဲ့ဒီကိုထည့်တယ်အဲ့ဒီတော့ကျွန်တော်တို့ကရေကသူ့ရဲ့ကျွန်တော်တို့ system ကိုသွားထိပြီးတော့စနစ်ကိုသွားထိပြီးတော့ဆွဲချလို့မရတော့အပြင်ကျွန်တော်တို့အသုံးပြီးသား tissue တွေကိုအဲ့ဒီခွက်ထဲကိုထည့်တယ်မထည့်ပါနဲ့လို့ရထည့်တယ်ပြီးရင်ကျွန်တော်တို့ဒီဘေးစင်မှာဒါဘေးစင်ကလက်ဆေးဖို့ပါဆိုတာလည်းဘာလို့လဲဆိုကွန်တိုရီထွေးတယ်တော်တော်ဆိုးတယ်ဗျကျွန်တော်အဲ့ဒီလူတွေနဲ့ပတ်သက်ရင်ဘာလုပ်အောင်လဲဆိုတော့ဗျာရထားစီးနှင်းခွင့်ဒီလူတွေကိုကျွန်တော်အကောင့်ထဲဖော်ထုတ်နိုင်ဖို့လိုတယ်ဗျအဲ့ရထားပေါ်မှာရှိတဲ့တာဝန်ရှိတဲ့သူတွေအနေနဲ့လည်းဖော်ထုတ်ပြီးတော့ဒီလူတွေကိုရထားစီးနှင်းခွင့်6လပိတ်လိုက်သည်9လပိတ်လိုက်သည်ဒီလိုမျိုးကျွန်တော်တို့ကြက်ကြက်မတ်မတ်လုံးမရမယ်နောက်တစ်ဘာဆိုလဲဆိုတော့ဒီရထားပေါ့ဗျာရထားအလုံးပိတ်အဲကွန်စနစ်နဲ့သွားတာဗျာအဲကွန်စနစ်နဲ့သွားတာဟုတ်ရထားပေါ့ဗျာကုန်းသွေးတပြည့်ပြည့်နဲ့ဗျာတချို့တို့ရေတံမှုလည်းထွေးထဲတာနဲ့ဟာတကယ်ဘေးဟမ်းမလာတွေပဲဗျာတော်တော်ဆိုးတာပဲနောက်တဲ့ဘာဆိုလဲဆိုတော့ဒီအနက်ထွက်တဲ့အစားတောက်တွေအနက်ထွက်တဲ့အစားတောက်တော့ရထားဘောယူလာတယ်ဗျာနောက်ပိုင်းမှာကျွန်တော်တို့ဓာတ်တွေကတ်သက်ဖို့လိုတယ်ဗျာရထားစီမဲ့ဆိုရင်နံပါတ်1ထမင်းမှုတယ်မလားရအနက်မထွက်တဲ့ထမင်းမှုဆိုရတယ်တယ်မလားရထားပေါ်မှာထမင်းရောက်မယ်ဟင်းအောင်ထမင်းရောက်မယ်ကျွန်တော်အနက်မထွက်တဲ့ဟာရောက်မယ်အနက်မထွက်တဲ့ထမင်းရောက်မယ်ပေါ့ဗျာဒါလည်းကျွန်တော်တို့ဒီရထားနေပြီးတော့ဝန်ဆောင်မှုကောင်းကောင်းလုပ်ပြီးဒီအချိန်တွေပြတ်သွားမှာခင်ဗျားဗျာဒီလင်းစီးတယ်ဗျာလင်းစီးတယ်ဘယ်သူမှများခင်ဗျားအိမ်ပေါ်ထမင်းရိုက်ထဲလာရဲ့လို့ဘယ်သူမှမထည့်ဘူးသဘောပြတာပါလင်းရတော့ခီးတို့ပါတယ်ဘယ်သူမှမထည့်ဘူးခင်ဗျားတို့ဒီဥမာပြည်ပနိုင်ငံတွေသွားမယ်ဥမာကိုရီးယားတို့ဘာသွားမယ်ဆိုရင်လင်းခီးစီးချင်အကြကြီးပဲဘာမှဘယ်သူမှထမင်းရိုက်လည်းမထည့်ဘူးထမင်းရိုက်မထည့်ဘူးရထားပေါ်ကျွေးတာပဲစားရတာပဲဒီလင်းပေါ်ကျွေးတာပဲစားရတာပဲအဲ့လိုပဲကျွန်တော်ရထားစီးချင်လည်းဘယ်တော့မှကြာတာမဟုတ်ဘူးဗျာအဲ့တော့ကျွန်တော်ရထားပေါ်မှာဒီကြက်ဦးနဲ့စသဖြင့်ပေါ့ဗျာချက်ကျော်စသဖြင့်ပေါ့ဗျာကျွန်တော်တို့ဈေးနှုန်းတစ်ခုတတ်မှတ်ပြီးတော့စနစ်တကျရအောင်ဝယ်စားကြမှာနံပါတ်1အနက်ထွက်တော့ကျွန်တော်တို့ဟင်းသမင်းများမတဲဆောင်လာရကျွန်တော်ကိုယ်တိုင်လည်းစီးဘူးတယ်အနက်နေပါတယ်ဗျာတချို့ဟင်းတွေဖွင့်စားနေတာဗျာဦးထဲမှာတလိမ့်လိမ့်နဲ့ပြောရင်ဆိုချင်တာကျွန်တော်တို့ဆိုလဲပြီးရင်ဗျာကုန်းထွေးတယ်ဗျာရေတံမှုထဲမှာရေတံမှုထဲထွေးတယ်အဲ့ဒီဟာတွေကတချို့မှောက်ဟာဆိုးလိုက်တာဗျာနောက်တစ်ခါကျွန်တော်ကိုယ်တိုင်လည်းကြုံဘူးတယ်အဲ့အိမ်နာမှာယထာကျွန်တော်တာဝန်ကြတဲ့ယထာတွဲရကျွန်တော်ရဲ့မိတ်ဆွေတွေတို့ပြကိုကျော်စိုးဒီမှာကြည့်ဗျာအိမ်နာထဲမှာဗျာအမျိုးသမီးလားစင်သုံးပစ္စည်းတဲ့ဟာဆိုးလိုက်တာဗျာမထဲရဘူးလို့ပြောတဲ့ဟာကိုဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်းအကြံပြုလိုတာကဒီလိုမျိုးစီးပြက်ကန်းပြက်စီးနဲ့ကန်းနဲ့ယထာမစီးနေနိုင်တဲ့သူတွေကိုစီးနေခြင်းမရှိတဲ့သူတွေကိုယထာစီးနေခွင့်ကျွန်တော်တို့6လ black list တင်လိုက်အဲ့ဒီနာမည်နဲ့လက်မှတ်ဝင်လုံးဝမရအောင်တခါတည်းအမှတင်လိုက်ဒီလိုမျိုးလုပ်ဖို့လိုတယ်ဗျာဒါမှသာလင်းကျွန်တော်တို့ကစီကန်းရှိမှာအဲ့လိုမှမဟုတ်ဘဲနဲ့ဒီလူတွေလှုပ်ချင်တာလှုပ်ရထားပေါ်မှာရှိတဲ့ဝန်ထမ်းတွေကပြန်ပြီးတန်ရှင်းလုပ်ကားဆိုရင်ဒီလိုကြီးပဲလဲနေပါပဲမထူးစီးပြက်ကန်းပြက်နဲ့လှုပ်တဲ့သူတွေအဲ့ဒီလူတွေကိုကျွန်တော်တို့ရထားစီးနှင်းခွင့်3လ6လတစ်နှစ်ပိတ်တာပလိုက်အဲ့လိုပြင်းပြထန်ထန်လုပ်မှရမယ်အခုကရထားနဲ့ပတ်သက်လူလူကဒီရထားနဲ့ပတ်သက်ရင်ဘတ်ထဲရောက်သွားကြပြီရထားကနံပါတ်1လုံခြုံမှုအာမခံတယ်နံပါတ်2အချိန်တိကျတယ်နံပါတ်3ဝန်ဆောင်မှုကောင်းတယ်နံပါတ်4တက်တောင့်တက်တာရှိတယ်တကယ်ကောင်းချက်တွေလက်ရှိလဲကျွန်တော်တို့ဆွဲနေရခင်ဗျမော်လမြိုင်ဘက်လဲဆွဲနေကြပြီဒါဝမ်းသာစရာဗျာဒ
သို့တော်လည်းပဲကျွန်တော်ဒီအမုံအမွားတွေကိုစီးပြက်ကမ်းပြက်သူတွေကိုကျွန်တော်ပြန်ပြီးတော့ရှင်းနိုင်မှုလို့တယ်ရှင်းတဲ့အခါမှာခုနက3လစီးနှင်းဝင်ပိတ်တာ6လစီးနှင်းဝင်ပိတ်တာ9လစီးနှင်းဝင်ပိတ်တာတစ်နှစ်စီးနှင်းဝင်ပိတ်တာဒါတွေကျွန်တော်တို့ပြင်းပြထန်ထန်လုပ်ဖို့လိုတယ်မလုပ်လို့မရဘူးမလုပ်လို့ကိုမရတာလုပ်ကိုလုပ်ဖို့လိုတယ်ဗျစီးနဲ့ကမ်းနဲ့ထားမှသူတို့စီးနဲ့ကမ်းနဲ့နေတတ်မှာမဟုတ်ဘူးဆိုရင်ခင်ဗျာဘယ်လိုခေါ်မလဲဆိုတော့ဒီလွတ်ကြောင်းလို့ဗျာသိမလားဖြစ်ချင်တယ်လို့ဖြစ်နေကြပါဖြစ်ချင်လို့ဖြစ်နေဘယ်နိုင်ငံမှလုပ်လို့မရဘူးဘယ်နိုင်ငံမှလုပ်လို့မရဘူးဘယ်နေရာမှကိုလုပ်လို့မရတာဒါပေမဲ့သူတို့ကလုံနေကြတယ်လုံတဲ့သူတွေကိုကျွန်တော်တို့ကဒီလိုမျိုးယထာစီးနှင်းခွင့်ဒီလိုမျိုးကန့်သတ်လိုက်ပြီဆိုရင်ရပြီနောက်လူတွေကငါတို့ယထာဒီလိုစီးမဲ့ဆိုရင်ဒီလိုဖြစ်ပါလားဟိုလိုဖြစ်ပါလားတိသွားရင်သူတို့စိတ်ထဲမှာကျွန်တော်တိသွားရပြီအဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလတွေကကျွန်တော်တို့ဒီ DM ယထာတွေဂဲနဲ့ပေါက်ခံတယ်အခြားယထာတွေလည်းဂဲနဲ့ပေါက်ခံတယ်မှန်နေကွဲတယ်မှန်နေကွဲတော့ကျွန်တော်တို့မြက်ထားအေးယူလိုက်တယ်သူဥပဒေတိုင်းအေးယူလိုက်တယ်နောက်ပိုင်းမှာဘယ်သူမှမလုပ်ရဲတော့ဘူးဘယ်သူမှမလုပ်ရဲတော့ဘူးအဲ့လိုပဲကျွန်တော်တို့ဒီယထာပေါ်မှာဒီလိုမျိုးစီးပြက်ကမ်းပြက်ခွေးသေးတွေကျွန်တော်တို့ခေါ်လာတာတွေကျွန်တော်ကခွေးချက်တယ်တို့တော့လေခွေးရခွေးပဲဗျခွေးရခွေးပဲခွေးရလူမဟုတ်ဘူးခွေးရလူမဟုတ်ဘူးဒါကြောင့်ကျွန်တော်ခွေးရယထာစီးလို့မရယထာပေါ်ခေါ်လာလို့မရဘူးဗျအဲကျွန်တော်ကိုယ်တိုင်တော့အဲ့မှာပြတယ်ခွေးခေါ်လာတာဒါတွေကျွန်တော်တို့ပြင်းပြင်းထန်ထန်လုပ်ဖို့လိုတယ်အဲ့လူတွေဆိုတော့ယထာစီးနှင်းကိုမရှိဘူးဒီဂိတ်ကလည်းတခါလှက်ပြန်ပြီးရင်တို့ black လေးတင်လိုက်ပြီးရင်ကျွန်တော်အိမ်နာကွာထဲမှာကွန်ဒိုတွေထိုးတဲ့လူတွေပြီးရင်ကျွန်တော်တို့အမျိုးသမီးလားစင်သောပစ္စည်းတွေထဲတဲ့သူတွေပြီးရင်ကျွန်တော်တို့ tissue တွေဒီကွာထဲထဲတဲ့သူတွေကိုင်နာပလိုက် black လေးတင်လိုက်ဒီလိုမျိုးဆောင်ရွက်တင်ပါတယ်နောက်ထပ်ဒီမျိုးဆက်ပြီးဒီမှာပြချင်ပါတယ်ဒါတော့ရခိုင်လက်နက်ကိုင်ဖွဲ့ A ကတို့ဒီ2026ခုနှစ်အတွင်းတနည်းအားဖြင့်နှစ်ကုန်ပေါ့ဗျာ2026ဒီဇင်ဘာအကုန်ပေါ့ဗျာဒီဇင်ဘာဆိုတော့ကျွန်တော်2029ဇန်နဝါရီပေါ့ဗျာ2026နှစ်ကုန်2026နှစ်ကုန်အတွင်းမှာရခိုင်ပြည်နယ်တပြည်နယ်လုံးကိုသူတို့ရအောင်ထိန်းချုပ်မယ်ပေါ့ဗျာဒီလိုမျိုးထုံးမြင့်နိုင်ကကြွေးကြော်ခဲ့တယ်ခင်ဗျားတို့တေချာနားထောင်ကြည့်ပြီးခဲ့တဲ့ကာလကထုံးမြင့်နိုင်ကိုယ်တိုင်ကြွေးကြော်ခဲ့တယ်အဲ့တော့ဆက်ကြည့်ကြတာပေါ့ဗျာဆက်ကြည့်ကြတာပေါ့ဒီကနေ့မှာဆိုရင်ရခိုင်ပြည်နယ်တောင်ပိုင်းငပလီအဲ့တော့ငပလီဧရိယာမှာရှိတဲ့မောင်ရွှေလေးရေတပ်အနီးမှာရှိတဲ့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့ထောက်ဖို့ဧရိယာတွေသူတို့ရဲ့အမိန်ပေးကုတ်ခဲ့တဲ့အဆောက်အဦတွေကိုတပ်မတော်ကလင်းအုပ်လိုက်ပြန်ပြီးတော့ဘုံကျဲတယ်ပြီးရင်ကျွန်တော်ဝိုင်တွဲနဲ့ထက်ကျဲတယ်ရခိုင်မီဒီယာတွေပေါ့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့မီဒီယာတွေမှာဆိုရင်ဂျက်ဖိုက်တာ3စီးတဲ့ဝိုင်တွဲလင်းတစ်စီးနဲ့ဘုံကျဲပါတယ်တဲ့ကြောက်တဲ့နေရာကတဲ့သူတို့အဲ့မှာကျွန်တော်တို့ရဲစခန်းနေရာတွေပြီးရင်ကျွန်တော်တို့မောင်ရွှေလေးရေတဲ့အနီးနားမှာကြောက်ပေါက်ကွဲပါတယ်တဲ့အဲ့တော့ဒီစစ်ရေးကစစ်စင်ရေးကနံပါတ်1ဒီရခိုင်လက်နက်ကိုင်ဖွဲ့ A ကလက်ရှိမှာကျွန်တော်ရခိုင်ပြည်နယ်တောင်ပိုင်း area ရခိုင်ပြည်နယ်တောင်ပိုင်းပြီးရင်ကျွန်တော်တို့ ARV တိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းအဆက်ပေါ့ဒီအဆက်မှာကျွန်တော်တို့နှစ်ဖက်တိုက်ပွဲတွေဖြစ်တယ်နှစ်ဖက်တိုက်ပွဲတွေဖြစ်တော့ဒီကျွန်တော်တို့ရှေ့တန်းမှာဒဏ်ရာရတဲ့သူတွေရှေ့တန်းမှာလိုအပ်တဲ့လူလက်နက်ရိတ်ခါအားလုံးကိုဒီခုနကငပလီတို့တန်တွဲတို့ဂွားတို့ပေါ့ဗျာဒီတကြောင်လုံးကကျွန်တော်တို့ထောက်ဖို့ပို့ရတယ်ပေါ့ထောက်ဖို့ပို့ရတော့တပ်မတော်ကဒီထောက်ဖို့ပို့တဲ့ပင်မနေရာကိုတပ်မတော်ကဘုံကျဲရှင်းလင်းတယ်တပ်မတော်ကရခိုင်လက်နက်ကိုင်အဖွဲ့ A နဲ့ပတ်သက်တဲ့နေရာတွေကိုဘုံကျဲတဲ့ကမှာနေရာနှစ်ခုသတ်မှတ်ပြီးတော့ဘုံကျဲပါတယ်နံပါတ်1ကရှေ့တန်းစစ်မျက်နှာပြင်မှာရှိတဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ A ကိုဘုံကျဲတယ်ဒါနဲ့ဆက်ဆက်ပြီးတော့သူတို့ရဲ့စုပွဲနေရာဘုံကျဲတယ်ဒုတိယကဒီရှေ့တန်းစစ်မျက်နှာပြင်မှာရှိတဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ A ရဲ့အဖွဲ့တွေကိုထောက်ဖို့ပို့နေတဲ့သူတို့ရဲ့နေရာတွေပေါ့ဗျာဥပမာကျွန်တော်ဒဏ်ရာရတဲ့သူဆွဲထုတ်မယ်ဆွဲထုတ်ပြီးတော့ကျွန်တော်တို့နောက်ကလူသစ်ပြန်ဖြည့်မယ်ပြီးတော့လက်နက်ခရမ်းဖြည့်မယ်ရိတ်ခါဖြည့်မယ်ကြည်ဖြည့်မယ်ပေါ့ဗျာ73စီဖြည့်မယ်အမျိုးမျိုးဖြည့်တဲ့နေရာအဲ့ဒီလိုနောက်တန်းစကန်တွေကိုတက်မတော်ကဘုံကျဲတယ်ပြီးအမိန်မေးကုတ်ခဲ့တဲ့နေရာဘုံကျဲတယ်စစ်စင်ရေးရဲ့ကျွန်တော်တို့အခြေအနေကအဆုံးဖြတ်ကဒီနောက်တန်းမှာရှိတဲ့အမိန်မေးကုတ်ခဲ့မှုနေရာကလည်းတိတ်ကိုအရေးကြီးပါတယ်ဒါကြောင့်တက်မတော်ကဒီအမိန်မေးကုတ်ခဲ့မှုရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့အမိန်မေးကုတ်ခဲ့တဲ့နေရာကိုဒီကနေ့ဘုံကျဲလိုက်တယ်ဖိုက်တာ3စီးနဲ့ဘုံကျဲတယ်ဝိုင်တွဲ1စီးနဲ့ဘုံကျဲပါတယ်လာတူပါပဲဇူလိုင်လ19ရက်နေ့ကလည်းရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်5ခုမှာရှိတဲ့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့နေရာကိုဘုံကျဲပါတယ်အဲ့ဒါကမအီတန်တွဲပုံနှကျွန်းမြောက်ဦးမင်းပြားအဲ့ဒီတကြောလုံးဘုံကျဲတယ်ဗျာဘုံကျဲတယ်အဲ့တော့ထွန်းမြင့်နိုင်ပြောခဲ့တဲ့ကျွန်တော်တို့ထွန်းမြင့်နိုင်ပြောခဲ့တဲ့2026ခုနှစ်မှာရခိုင်ပြည်နယ်တပြည်နယ်လုံးကိုသူတို့လွှမ်းခြုံမယ်လို့သူတို့ကြုံသွားခဲ့ပါတယ်အဲ့တော့
ထွန်းမြင့်နိုင်ရဲ့စိတ်ကူးအိမ်မက်တွေကဘယ်လောက်ဖြစ်လာမလဲကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိမှာတက်မတော်ကတော့ကျွန်တော်တောက်လျှောက်လေအုပ်လိုက်ပြန်ပြီးဘုံကျက်ပါတယ်အဲ့တော့ဟိုရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့မီဒီယာတွေမှာရေးနေတာကစစ်တပ်က A ကငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကိုမလာလို့စစ်တပ်ကဘုံကျဲတယ်ပေါ့ဗျာသူတို့ကဒီလိုမျိုးရေးနေပါတယ်ကျွန်တော်ပြောချင်တာ A ကဇကောဝိုင်းပေါ်လာမယ်လို့ A ပြောခဲ့တာခင်ဗျာကြားဘူးလားကဲ A ပြောခဲ့တာကရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့ခေါင်းဆောင်ပိုင်းတွေပြောခဲ့တာက2026ခုနှစ်မှာရခိုင်ပြည်နယ်တပြည်နယ်လုံးကိုသူတို့ရောက်ထိန်းချုပ်သိမ်းပိုက်မယ်လို့ပဲသူတို့ပြောခဲ့တာခင်ဗျားတို့မီဒီယာတွေခင်ဗျားပြန်ပြီးစဉ်းစားအခုမှလာပြီးတော့စစ်တပ်ကဘုံကျဲတယ်စစ်တပ်ကငြိမ်းချမ်းရေးလိုချင်လို့ဘုံကျဲတယ်ခင်ဗျားတို့အမျိုးမျိုးမပြောနဲ့ကျွန်တော်တို့ကဟိုယောက်ျားတွေကယောက်ျားစကားတွေပြောကြတာကောင်းတယ်ယောက်ျားတွေကယောက်ျားစကားပြောကြတာကောင်းတယ်ရခိုင်လက်နက်ကိုင်ဘွဲ A ခေါင်းဆောင်ထွန်းမြင့်နိုင်က2026ခုနှစ်အတွင်းမှာရခိုင်ပြည်နယ်တပြည်နယ်လုံးကိုသူတို့ရောက်အောင်ထိန်းချုပ်မယ်သူတို့ကြွေးကြော်ခဲ့တယ်လက်ရှိမှာတပ်မတော်ကရခိုင်ပြည်နယ်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ရခိုင်ပြည်နယ်ကိုထိုးဖောက်ဝင်ရောက်ပြီးတော့ကျွန်တော်တို့တပြည်နယ်လုံးကိုထိန်းချုပ်နိုင်မှုအတွက်ရခိုင်ပြည်နယ်ရဲ့တောင်ပိုင်းရခိုင်ပြည်နယ်ရဲ့ကျွန်တော်တောင်ပိုင်းနဲ့အေရဝတီတိုင်းအဆက်မှာတောက်လျှောက်ထိုးစစ်ဆင်တယ်ပြီးရင်ကျွန်တော်တို့ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်ပြီးရင်မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်ပြီးရင်ကျွန်တော်တို့ဒီရောဒေတာပေါ့ဗျာရောဒေတာနေပြီးတော့ကျွန်တော်တို့ဒါမင်းတပ်မတူပြီးမင်းတပ်မတူပြီးကံပတ်လက်အဲ့ဒီကနေကျွန်တော်တို့ပလောဝကနေပြီးတော့ပြန်ပြီးတော့ဝင်ဖို့စစ်ကြောင်းတွေတောက်လျှောက်ဖြန့်ထိုးပြီးတော့တောက်လျှောက်စစ်ဆင်နေတယ်တပ်မတော်မှာအာမရှိအဲ့ညတွေဘလို့မှစစ်မစင်နိုင်ခင်ဗျာတော့ရတဲ့အင်အားနဲ့မနေဘူးဗျာခင်ဗျာလေအင်အားရှိလို့ခင်ဗျာ fight နိုင်တာဟောဗျာခင်ဗျာလေအင်အားမရှိရင်မ fight နိုင်ဘူးဗျာလက်ရှိဒီတပ်မတော်ရဲ့ဦးစားပေးလေကြောင်းထိုးစစ်ဦးစားပေးကတော့ကျွန်တော်တို့ဒီကချင်ပြည်နယ်ဘက်မှာတော်တော်လေးရောကျသွားတယ်မရှိမို့ရှိရရောကျသွားတယ်အဓိကတပ်မတော်ကဦးစားပေးပြီးတော့လေကြောင်းထိုးစစ်ဆင်နေတာကရခိုင်လက်နက်ကိုင်ဘွဲ A ရဲ့ထိန်းချုပ် area မှာရှိတဲ့ရခိုင်လက်နက်ကိုင်ဘွဲ A ရဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေနောက်တိုင်း area တွေကိုထိုးစစ်ဆင်နေတာအဲ့တော့ထွန်းမြင့်နိုင်ကသူက2026မှာရခိုင်ပြည်နယ်တပြည်နယ်လို့သူရောက်အောင်ထိန်းချုပ်မယ်လို့ပြောခဲ့တယ်လက်ရှိမှာခင်ဗျားတို့ဗန္နလာပိုင်းရောက်နေပြီလေဆက်ကြည့်ကြတာပေါ့ဒါကြောင့်ကျွန်တော်ရခိုင်လက်နက်ကိုင်ဘွဲ A ကိုထောက်ခံနေကြတော့မီဒီယာတွေအနေနဲ့ခင်ဗျားတို့ထွန်းမြင့်နိုင်ဘာပြောလဲဆိုတာခင်ဗျားတို့ပြန်ပြီးတော့ခင်ဗျားတို့သတင်းထဲမှာထည့်ရေးဖို့လိုတယ်အဲ့တော့တပ်မတော်ကခင်ဗျားတို့ငြိမ်းချမ်းရေးလာခြင်းမလာခြင်းနဲ့ငြိမ်းချမ်းရေးလာခြင်းမလာခြင်းကိုကြည့်ပြီးတော့လေကြောင်းထိုးစစ်ဆင်နေတာမဟုတ်ဘူးတပ်မတော်ရဲ့လေကြောင်းထိုးစစ်ဆင်မှုတွေမြေပြင်ထိုးစစ်ဆင်မှုတွေကရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဆုံးရှုံးသွားတဲ့မြို့နယ်တွေပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့ဒီနေရာမှာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်တရားတွေလက်ပတ်နိုင်ဖို့နိုင်ငံတော်ရဲ့ဝန်ဆောင်မှုရန်တရားတွေအားလုံးကိုပြည်သူလူထုရရှိဖို့အတွက်ထိုးစစ်ဆင်နေတာတပ်မတော်ရှင်းလေးရခိုင်လက်နက်ကိုင်ဘွဲ A မလာလို့တပ်မတော်ထိုးစစ်ဆင်နေတာမဟုတ်ဘူးတပ်မတော်ကသူ့ရဲ့အလုပ်ကိုသူလုပ်နေတာဆက်ပြီးလာပါလိမ့်မယ်ဆက်ပြီးစောင့်ကြည့်ပါ